ပုံမှာဆိုလို့ရှိရင်သူက h degree ကိုလိုချင်တယ်နော် h degree ကိုလိုချင်တယ်ဆိုလို့ရှိရင်ဒီတောက်ကဘယ်လောက်လဲဆို98နော်98 degree 98 degree ဆိုဒီမှာဆောက်လုပ်ချက်တစ်ခုတော့ဆွဲရပါဆိုသူနဲ့ဒီမှာ98 degree ဒီမှာ98 degree ဆိုဒီနေရာကိုလိုချင်တယ်နော်နံပါတ်ထည့်လိုက်မယ် A B C ခေါ်လို့လွယ်ရအောင်မလို့လို့ရှိရင်သူက98 degree ဆိုလို့ရှိရင်ဒီတောက်ဒီ49 degree ဖြစ်သွားမယ်နော်49 degree ရတယ်ဆိုလို့ရှိရင်ဒီတောက်ရတယ်ဆိုလို့ရှိရင်ဒီတောက်ကိုရမယ်ဒီတောက်ရမယ်ဆိုလို့ရှိရင်ဒီဘက်တောက်ကိုရမယ်ဒီဘက်တောက်ကနေပြီးဒီတောက်ကကြတော့ဒီမှာသတိကံ BOC ကနှစ်နာရီသတိကံဖြစ်တယ်ဆိုတော့သူဒီ21ဆိုလို့ရှိရင်သူက21ဖြစ်မယ်ဒီ21နဲ့ဒီမှာရှိနေတဲ့တောက်ထဲမှာနှုတ်လိုက်မယ်ဆိုလို့ရှိရင်ဒီတောက်ကိုရမယ်ဒီတောက်နဲ့ဒီတောက်နဲ့ကတူတယ်သတိကံ AOC ကနှစ်နာရီဖြစ်တဲ့အတွက်ကြောင့်เนาะဒီနေ့အဲ့နေတွက်မယ်ဆိုလို့ရှိရင်ဒီမှာ AOB ဘိုးမှာခန်းဆောင်ထားတဲ့တောက်ဒီအဝန်းပိုင်း AB ပေါ်မှာအဝန်းပိုင်း AB မှာပဲအဝန်းပိုင်းနောက်တခြားအဝန်းပိုင်းပေါ်မှာခန်းဆောင်ထားတဲ့တောက် ACB ရဲ့တဝက်ဖြစ်ပါเนาะဒီတောက်က98ဆိုလို့ဒီတောက်ကတဝက်ပေါ့ကွယ်လို့ရှိရင်တောက် ACB is equal to the 98 degree ကိုနှစ်နဲ့စလိုက်မယ်ဆိုလို့ရှိရင်သူက49 degree ရမှာဖြစ်ပါတယ်လို့ရှိရင်ဒီ ACB ဒီ49 degree ရပြီလို့ရှိရင်ဒီတောက်လေးကိုကြည့်ဒီတောက်ဆိုလို့ရှိရင်တောက်သတိကံ BOC သတိကံ BOC ကနှစ်နာရီသတိကံဖြစ်တဲ့အတွက်ကြောင့်ဒီ OC is equal to OB နော်နှစ်နာရီသတိကံဖြစ်တဲ့အတွက်ကြောင့်တောက် BCO တောက် BCO is equal to the 21 degree ဒီနေရာက21 degree ဖြစ်သွားပြီဒီတစ်ခုလုံးကဘယ်လောက်လဲဆို49ဖြစ်တဲ့အတွက်ကြောင့်ဒီနေရာကိုကကြတော့ဒီနေရာတောက်ကိုဘာလို့ထားလိုက်မလဲဆို h လို့ထားလိုက်နော် x degree ထားလိုက်မယ်လို့ရှိရင် h plus 21 is equal to ဒီဘယ်လောက်ရလဲဆို49 degree လို့ရှိရင် x ကိုလို့ရမယ်လိုချင်တယ်ဆိုလို့ရှိရင်49 degree ထဲမှာ21 degree ကိုနှုတ်လိုက်မယ်လောက်ရဆို6မှာတင်နှုတ်တော့8နှစ်မှာတင်နှုတ်တော့28 degree h တန်ဖိုးက28 degree ရမှာဖြစ်ပါတယ်ဒီ h နဲ့ဒီ x ကတူတယ်သတိကံ AOC နော်သတိကံAOC is equal to ဒီညီတယ် AO is equal to OC တူတယ်ဖြစ်တဲ့ကြောင့် H equal to x degree ဖြစ်ပါတယ်ဒါကြောင့်ဒီ x ကဘယ်လောက်ရဆို28 degree H equal to 28 degree ဖြစ်ပါတယ်